ချမ်းသာတဲ့လူကြီးကစစ်ဆက်လက်စွပ်ကိုအမိတ်ပုံထဲပေးထည့်လိုက်တယ်။ကောင်မလေးတယောက်ကအဲ့ဒီလက်စွပ်ကိုတွဲသွားပြီးတော့တိကျင်စိတ်နဲ့ကောက်လိုက်တယ်။လူကြီးကကားနဲ့ထွက်သွားတော့မယ်ဆိုတာမြင်တော့ကောင်မလေးကချက်ချင်းပြေးသွားပြီးသူ့ကားရှိမှရက်နေလိုက်တယ်။လူကြီးကလည်းကားထဲကနေအမြန်ထွက်လာပြီးကောင်မလေးထိခိုက်မိလားလို့မေးလိုက်တယ်။ကောင်မလေးကလက်စွပ်ကိုထုတ်ပြပြီးခမည်းလက်စွပ်ပြုတ်ကျသွားတယ်လို့ပြောလိုက်တယ်။ကောင်မလေးရဲ့အပစ်ခင်းနဲ့ရုပ်လေးကိုကြည့်ပြီးတော့လူကြီးကအရန်ချစ်ဖို့ကောင်းတယ်လို့တွေးမိသွားတယ်။သူကကောင်မလေးကိုနာမည်ဘလို့ခေါ်လဲလို့မေးလိုက်တယ်။ဒါပေမဲ့ကောင်မလေးကတော့သူ့ကိုလူတိုင်းကယူတယ်လို့ခေါ်ကြတယ်လို့ပြောတယ်။လူကြီးကိုပို့ပြီးအံ့တိုးစေတာကတော့ကောင်မလေးကအမိုက်ပုံကိုသူ့အိမ်လို့ထင်နေတာပဲအဲ့ဒီအချိန်မှာပဲသူ့လက်ထောက်ကသူ့မိထွေးကသူ့အတွက်သတို့သမီးရွေးနေပြီလို့လာပြောပြတယ်လူကြီးလည်းသူ့မိထွေးကသူ့ကိုထိန်းချုပ်ချင်နေတာပဲဆိုတာကိုချက်ချင်းသဘောပေါက်သွားတယ်သူကောင်မလေးကိုကြည့်ပြီးမင်းငါ့ကိုလက်ထပ်မလားလို့မေးလိုက်တယ်ဒါပေမဲ့ကောင်မလေးကတော့လက်ထပ်တယ်ဆိုတာဘာမှနာကိုမလဲဘူးသူကကောင်မလေးကိုငါ့ကိုလက်ထပ်ပြီးရင်မင်းကိုအရန်ကောင်းတဲ့အစားအစာတွေအများကြီးဝယ်ကျွေးမယ်လို့ပြောလိုက်တယ်စားစရာကောင်းကောင်းတွေရမယ်ဆိုတာကြားလိုက်ရတော့ကောင်မလေးကသဘောတူလိုက်တယ်ဒါနဲ့လူကြီးကသူ့လက်ထောက်ကိုအဲ့ဒီလက်စွပ်ကိုယူသွားဖို့ခိုင်းလိုက်တယ်သူမကိုစစ်ဆေးဖို့စေယုံကိုခေါ်သွားခဲ့တယ်မကြခင်ပဲစစ်ဆေးမှုရလတွေထွက်လာတော့တယ်အဲ့ဒီအခါမှာကောင်မလေးကခေါင်းထိခိုက်မိထားတာကြောင့်စိတ်ပိုင်းဆိုင်ရာညံရည်က6နှစ်အရွယ်လောက်ပဲရှိနေတာကိုသိလိုက်ရတယ်ပုံမှန်အတိုင်းပြန်ဖြစ်ချင်ရင်တော့သူ့ရဲ့မှန်ညံ့တိပြန်ရလာတဲ့အထိစောင့်ရမှာပေါ့အဲ့ဒီလူကကောင်မလေးရဲ့ညံရည်မပြေဝတာကိုကြည့်မဆိုင်ခဲ့ပါဘူးသူမရဲ့ဖြူစင်းတဲ့စိတ်ဓာတ်ဒီကိုတော့သူအရန်သဘောကျနေခဲ့တာအဲ့ဒီအချိန်ကစပြီးအဲ့ဒီလူကအလုတ်လိုတာကလွယ်လို့နေ့တိုင်းကောင်မလေးနဲ့ပဲအတူကစားရင်းအချိန်ကုန်ဆုံးခဲ့တယ်တနေ့တော့အဲ့ဒီလူရဲ့မိထွေးနဲ့ရုတ်တရက်ဆုံမိခဲ့အထိပေါ့မိထွေးကတော့ကောင်မလေးမှာညံရည်မပြေဝတဲ့ပြဿနာရှိတယ်ဆိုတာကိုလုံးဝမယုံကြည်ခဲ့ပါဘူးသူမကိုစံတက်ဖို့ပိတ်ဆံအများကြီးထောက်လိုက်ကောင်မလေးကဒူးထောက်ပြီးတောင်းပမယ်ဆိုရင်တခြားလို့ဝယ်စားဖို့ပိတ်ဆံပေးမယ်လို့ပြောလိုက်တယ်ကောင်မလေးကအဲ့ဒီစကားကြားတာနဲ့ချက်ချင်းပဲဒူးထောက်ချလိုက်ပါတော့တယ်မိထွေးကတော့မိသားစုအထက်အကျိုးရှိမဲ့မင်္ဂလာဆောင်ဖက်ကိုအဲ့ဒီလူကဒီလိုရိုးလေးကောင်မလေးတယောက်ကြောင့်ဆွတ်လွတ်လိုက်လိမ့်မယ်လို့ဘယ်တော့မှမတွေ့ခဲ့ဘူးသူမဒေါသတကြီးနဲ့ထွက်သွားပါတော့တယ်မကြခင်မှာပဲကောင်မလေးတယောက်တည်းအိမ်မှာရှိနေတော့အဲ့ဒီလူရဲ့မိထွေးကရုတ်တရက်ရောက်လာပြီးသူ့စီမနေဖို့ခေါ်တာပေါ့ကောင်မလေးကတယောက်တည်းမနေချင်တော့အဲ့ဒီလူကိုပါအတူနေဖို့တောင်းဆိုလိုက်အဲ့ဒီလူကိုစောင့်ကြည့်ခိုင်းလိုက်တယ်ကောင်မလေးကလည်းညှမ်းလိုက်တော့သူတို့နှစ်ယောက်စကားများရန်ဖြစ်ကြရကနဲ့မိထွေးကမတော်တဆကောင်မလေးကိုတွန်းချမိလိုက်ကြပဲအဲ့ဒီလိုတီးသွားလို့ကိုလက်စားချင်မှကြောက်တာနဲ့အထိန်တော်ကိုကောင်မလေးကိုပွဲတက်ခမ်းမကိုခေါ်သွားခိုင်းပြီးတခြားတစ်ယောက်ကိုပြစ်ဖို့ကြံစီခဲ့တာပေါ့ဒါပေမဲ့ဒီဖြစ်ရက်ကောက်ပင်ကောင်မလေးကသူ့မှတ်ညံဒီအားလုံးကိုပြန်ရလာခဲ့တာပေါ့တကယ်တော့အဲ့ဒီကောင်မလေးကကတိကြီးတယောက်ရဲ့သမီးအရင်ထင်နေတာပေါ့သူစစ်ဆက်ထားတဲ့သူရဲ့ညီမအဝမ်းကွဲရဲ့ကပေါင်းပြီးသူ့ကိုသက်စာဖောက်ခဲ့ကြလို့သူ့မှတ်ညံဒီပျောက်ဆုံးခဲ့ရတာဖြစ်နေတာတိုက်ဆိုင်ပဲအဲ့ဒီအချိန်မှာကောင်မလေးရဲ့စစ်ဆက်ထားတဲ့သူကသူ့မျက်စိရှစ်ထင်းရောက်နေတာပေါ့စစ်ဆက်ထားတဲ့သူကကောင်မလေးယူနေတာလို့ကြားလိုက်ရတော့တခြားတယောက်နဲ့မားနေပြီလို့ထင်သွားတာပေါ့ဒါပေမဲ့ကောင်မလေးကတော့သူ့အထောက်အထားကိုမဖော်ထုတ်ခဲ့ပါဘူးသူကယူချင်ရောင်းဆောင်ပြီးသူ့စစ်ဆက်ထားတဲ့သူကိုပါးတစ်ချရိုက်လိုက်တာပေါ့ပြီးတော့သူကလိန်ပြီးတရေတွေမြင်ရတယ်ဒီလူကကားနဲ့လူတယောက်ကိုတိုက်ထားတယ်လို့ပါဆွဆွဲပြောဆိုလိုက်တာပေါ့အဲ့ဒီအချိန်မှာဧည့်သည်တချို့ကလည်းဒုထေကြီးရဲ့သမီးလေးလက်တလောပျောက်ဆုံးနေတာကသူစစ်ဆက်ထားတဲ့သူနဲ့ပဲသက်ဆိုင်နေမှာပဲလို့ပြောကြတာပေါ့စစ်ဆက်ထားတဲ့သူကကောင်မလေးကိုအတိတ်ပဲမရှိတာတွေမပြောဖို့မြန်တတိပေးလိုက်ပေမဲ့သူကနောက်တစ်ခါထက်ရိုက်လိုက်တာပေါ့စစ်ဆက်ထားတဲ့သူကအရန်ဒေါသထွက်သွားပြီးသူ့ကိုရန်တော်တွေကိုအဲ့ဒီမိန်းကလေးကိုချက်ချင်းမောင်ထုတ်ခိုင်းလိုက်တာပေါ့ဒါပေမဲ့အဲ့ဒီမိန်း